ဘာသာစကားတစ်ခုလေ့လာတဲ့အခါအလွတ်ကျက်တဲ့စိတ်ကပဲတင်တို့ကိုစကားမပြောနိုင်အောင်ပိတ်ပင်တဲ့အဓိကတရားခံဖြစ်နေတတ်ပါတယ်မင်္ဂလာပါခင်ဗျာဂျပန်နီဂျကူပေါ့ဒ်ကတ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်မင်းကိုပါဒီကနေ့ကျွန်တော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာကဂျပန်စာသင်ယူနေတဲ့သူတွေ90ရာခိုင်နှုန်းကြားရောက်နေတဲ့ထောင်ကျောင်းတစ်ခုအကြောင်းပါအဲ့ဒါကတော့အလွတ်ကျက်ခြင်းပါပဲကျွန်တော်မြန်မာပြည်ကပညာရေးစနစ်အရစာမေးပွဲအောင်မှုအလွတ်ကျက်တာကိုကျင့်သားရနေကြပါတယ်ဒါပေမဲ့ဘာသာစကားတစ်ခုလေ့လာတဲ့အခါအဲ့ဒီကျက်တဲ့စိတ်ကပဲခမားတို့ကိုစကားမပြောနိုင်အောင်ပိတ်ပင်ထားတဲ့အဓိကတရားခံတွေဖြစ်နေတတ်ပါတယ်ဘာလို့အလွတ်ကျက်တာကထောင်ချောင်းဖြစ်ရတာလဲသိပ္ပံနည်းကျပြောရရင်အုံနောက်ထဲမှာဘဟုတုတနဲ့ကျွမ်းကျင်မှုဆိုတာကခန္ဓာနှစ်ခုကွဲနေလို့ပါသင်က grammar formula တွေကိုကြက်လိုက်တဲ့အခါအဲ့ဒါက knowledge အပိုင်းထဲမှာပဲရှိနေတာပါစပိန်စီးတာကိုစာအုပ်ထဲမှာအလွတ်ကျက်နေတယ်လို့ပေါ့စပိန်ပေါ်တက်လိုက်ရင်တော့လဲမှာပါပဲစကားပြောတယ်ဆိုတာကလုံးဆောင်မှုမှတ်ဉာဏ်ပါစဉ်းစားမနေရပဲအလိုလိုထွက်လာရမှာပါသင်ကဝါတာရှိဝါနီဟွန်အီကီတာဒက်လို့စဉ်းစားထားပြီးကြက်ထားရင်ဂျပန်လူမျိုးနဲ့တွေ့တဲ့အခါမှာသင်ရဲ့အုံနောက်က grammar မှန်ရဲ့လားပါတီကေကဘာကိုသုံးရမှာလဲအဲ့ဒါတွေကိုအရင်ရှာနေလို့စကလုံးတွေကပါဇက်ဖျားမှာတင်ပိတ်နေတာပါနောက်တစ်ခုကစာအုပ်ကြီးအတိုင်းဖြစ်ချင်တဲ့စိတ်ပါကျောင်းသားတွေကစာအုပ်ထဲက Ogenki desu ka ကိုပဲအလွတ်ကျက်ထားကြတယ်လက်တွေ့ဂျပန်ရောက်သွားတဲ့အခါဂျပန်တွေကဆိုင်ကင်တို့နှုတ်ဆက်လိုက်ရင်ဘာဖြစ်ရမှန်းမသိတော့ဘူးဘာလို့လဲဆိုတော့တင်တို့ကဘာသာစကားကိုတင်ချာလိုမျိုးပုံတင်နည်းတွေနဲ့တွက်နေကြလို့ပါဂျပန်စာဆိုတာတက်ရှိတစ်ခုလိုပါပဲအခြေအနေပေါ်မူတည်ပြီးတော့မှပြောင်းလဲနေတာပါအလွတ်ကျက်ထားတဲ့သူကအခြေအနေတစ်ခုပြောင်းလဲသွားတာနဲ့ error တက်သွားပါရောအဲဒါကြောင့်အာနိုဆိုတာနဲ့တင်မယ်လမ်းဆုံးသွားတာပေါ့စကားပြောကောင်းတဲ့သူတွေကစာအုပ်ထဲကစာလုံးကိုကြက်တာမဟုတ်ပဲအဲ့ဒီစာလုံးရဲ့ခန်းစားချက် voice ကိုမှတ်သားထားတာပါဒါဆိုရင်ကြက်တာမကောင်းလားမဟုတ်ပါဘူးဆဆချင်းတော့မှတ်သားရမှာပါဒါပေမဲ့ကြက်တာနဲ့တင်မရက်လိုက်ပါနဲ့ကြက်ပြီးရင်အဲ့ဒီစကလုံးကိုဗဇက်ကနေအကျိန်100လောက်အတန်ထွက်ရွတ်ကြည့်ပါတင်းရဲ့နားထဲမှာအဲ့ဒီအတန်ကရင်ပါသွားတဲ့အထိစဉ်းစားစရာမလိုပဲထွက်လာတဲ့အထိလုပ်ရပါမယ်ဥပမာအာရိဂတိုလို့ပြောဖို့ခင်ဗျားတို့စဉ်းစားနေဖို့လိုသလားမလိုပါဘူးဘာလို့လဲဆိုတော့အဲ့ဒါကခင်ဗျားအုံနောက်ထဲမှာအလွတ်ကျက်တဲ့အဆင့်ကနေအလိုလျောက်တုတ်ပြန်မှုအဆင့်ကိုရောက်သွားလို့ပါကျန်တဲ့စကလုံးတွေကိုလည်းပဲဒီအဆင့်ရအောင်လုပ်ရမှာပါအဲ့ဒီထောင်ချောက်တွေကနေရုံထွက်ဖို့အတွက်အထီရောက်ဆုံးလက်နက်တစ်ခုအကြောင်းကိုပြောပြချင်ပါတယ်အဲ့ဒါကတော့အတန်ထွက်ဖတ်ခြင်းပါပဲကျွန်တော်အကြောင်းသားတွေကိုအမြဲမေးလို့ရှိတာကမင်းတို့ဂျပန်စာလေ့လာတဲ့အခါမျက်စိနဲ့ပဲဖတ်နေတာလားပါးစပ်နဲ့ရောဖတ်ရလားဆိုတာပါပဲဘာလို့လဲဆိုတော့ဘာသာစကားတစ်ခုကိုပြောနိုင်ဖို့ဆိုတာကအုံနောက်တင်မကပဲပါးစပ်ကြွက်သားတွေကပါမှတ်မိနေဖို့လိုတာပါမြန်မာစကားပြောတဲ့အခါသုံးတဲ့ကြွက်သားနဲ့ဂျပန်စကားပြောတဲ့အခါသုံးတဲ့ကြွက်သားကမတူပါဘူးသင်တို့မျက်စိနဲ့ပဲကြည့်နေရင်အုံနောက်ကတော့သိနေမယ်ဒါပေမဲ့လက်တွေ့ပြောတဲ့အခါသင်တို့ရဲ့ရှာကလိမ့်နေပြီးတော့ထွက်မလာတာမျိုးတွေကြုံရမှာပါအတန်ထွက်ဖတ်တဲ့နေရာမှာအထီရောက်ဆုံးနီလန်ကတော့ shadowing မှာ shadow ဆိုတာကအရေးပါရိတ်ဟာကိုလိုရှားနေတယ်လို့နောက်ကနေထက်တူကြအောင်လိုက်နေတယ်လို့မျိုးပါပဲဂျပန်လူမျိုးတယောက်ပြောတဲ့အတန်ကိုနားထောင်ရင်သူပြောနေတဲ့အနှေးအမြန်လေယူလေသိန်းတွေနောက်ကနေထက်တူကြအောင်လိုက်ဆိုရတာပါဒီနေရာမှာအဓိပ္ပာယ်ကိုချက်ချင်းနားလည်ဖို့ထက်အတန်ထွက်ပုံစံ melody ကိုအရင်ဖမ်းဖို့လိုအပ်ပါတယ်ဂျပန်စာမှာအတန်အနှိမ့်မြင့်ဆိုတာရှိပါတယ်အဲ့ဒါကိုစာအုပ်ထဲမှာဖတ်နေလို့မရပါဘူးနားနဲ့နားထောင်ပြီးပါဇက်ကလိုက်ဆိုရမှာပါခမည်းတနေ့ကို15မိနစ်လောက်ပဲ sharing လုပ်ကြည့်ပါတပတ်အတွင်းမှာခမည်းရဲ့ရှာပို့ပြီးပျော့ပြောင်းလာတာကိုခံစားရပါလိမ့်မယ်လက်တွေ့လေ့ကျင့်နိုင်မှုအဆင့်30ပေးခြင်းပါတယ်နံပါတ်1က script ကိုအရင်ဖတ်ပါကိုနားထောင်မဲ့အတန်ဖိုင်ရဲ့စာသားကိုအရင်နားလည်အောင်ဖတ်ထားပါနံပါတ်2နားထောင်ရင်လိုက်ဆိုပါဂျပန်လူမျိုးပြောနေတာကိုနားထောင်ပြီးသူပြောတာနဲ့တပြိုင်နက်တည်းဒါမှမဟုတ်စက္ကန့်ပိုင်းလေးပဲခြားပြီးလိုက်ဆိုပါနံပါတ်3ကို့အတန်ကိုပြန်ဖမ်းပါဒါကအရေးကြီးဆုံးပါပဲကိုလိုက်ဆိုထားတဲ့အတန်ကိုဖုန်းနဲ့ record ဖမ်းပြီးမူရင်းအတန်နဲ့နှိုင်းယှဉ်ကြည့်ပါ
ဘယ်နေရာမှာလေယူလေသိန်းလွဲနေလဲအဲ့ဒါကိုပြန်ပြင်ပါဒီနီလန်းကကလေးတယောက်စကားတင်တယ်လို့ပါပဲကလေးတွေက grammar ကိုကြက်နေတာမဟုတ်ဘူးလူကြီးတွေပြောတဲ့အတန်ကိုလိုက်တူရင်စကားတက်လာတာပါခင်ဗျားတို့လည်းဂျပန်စကားကိုလိုက်တူကြရအောင်အတန်တော့မှန်လာတဲ့အခါဘာဖြစ်လာမလဲဆိုတော့ confident ရှိလာပါတယ်ယုံကြည်မှုတိုးတက်လာပါတယ်ခင်ဗျားကကိုယ့်အတန်ထွက်ကိုယုံကြည်မှုရှိလာရင်ဂျပန်လူမျိုးတွေနဲ့စကားပြောရမှာကိုမကြောက်တော့ပါဘူးအဲ့ဒီခါခင်ဗျားရဲ့ဂျပန်စာကစာအုပ်ထဲမှာပိတ်မိမနေတော့ပဲလက်တွေ့အသုံးချနိုင်တဲ့အဆင့်ကိုရောက်သွားပါပြီနောက်တစ်ခုကကျွန်တော်တို့ရဲ့နားကိုဘယ်လိုအသုံးချမလဲဆိုတာပြောပြပါမယ်ဘာသာစကားလေ့လာမှုမှာ input ဆိုတာရှိပါတယ်ဆိုလိုတာကခမားကစကားအများကြီးပြောနိုင်မှုအတွက်ခမားရဲ့အုံနောက်ထဲကိုအရင်ဆုံးအချက်လက်တွေအများကြီးထည့်ရမှာပါကလေးတယောက်ဟာစကားမပြောခင်မှာအနည်းဆုံးတစ်နှစ်ခွဲနှစ်နှစ်လောက်သူများပြောတာကိုနားထောင်ရပါတယ်ကျွန်တော်တို့ကျောင်းသားတွေကတော့စာအုပ်ထဲကစာကြောင်းအနည်းငယ်ကိုပဲနားထောင်ပြီးစကားပြောတတ်ချင်ကြတယ်ဒါဟာမဖြစ်နိုင်ပါဘူးခမရဲ့နားတဲကိုဂျပန်စကားတွေအမြဲတမ်းစီးဝင်နေဖို့လိုအပ်ပါတယ်အခုခေတ်မှာဂျပန်စာလေ့လာရတာအရန်ကန်ကောင်းပါတယ် YouTube ပေါ်မှာ YouTuber တွေအများကြီးရှိပါတယ်ကျွန်တော်ကြံပေးချင်တာကဂျပန်စာသင်ပေးတဲ့ဗီဒီယိုတွေမကပဲဂျပန်လူမျိုးတွေအတွက်ရည်ရွယ်ပြီးလုပ်ထားတဲ့ blog တွေ gaming ဗီဒီယိုတွေဒါမှမဟုတ် cooking show တွေကိုကြည့်ပေးပါဘာလို့လဲဆိုတော့အဲ့ဒီမှာသူတို့ပြောတဲ့စကားလုံးတွေကစာအုပ်ထဲကလို့တောက်တောက်ကြီးမဟုတ်ပဲတကယ်အသက်ရှင်နေတဲ့ဂျပန်စကား natural Japanese တွေဖြစ်လို့ပါသူတို့ဘယ်လိုစကားဆက်တွေကိုသုံးတယ်လဲဥပမာအာနိုနန်ကာစတာတွေကိုဘယ်လိုနေရာတွေမှာသုံးသွားလဲဆိုတာကိုသတိထားကြည့်ပါဒါတွေကခမားရဲ့စကားပြောကိုပို့ပြီးတော့မှသဘာဝကျစေမှာပါနားထောင်တဲ့နေရာမှာပုံစံ2မျိုးရှိပါတယ် passive listening ဝိရှော်ရင်ထမင်းချက်ရင်နောက်ခါမှာဂျပန်အတန်လေးတွေဖွင့်ထားတာမျိုးပါဒါကဂျပန်စကားရဲ့အရှိန်ကိုရစေပါတယ် active listening ဒါကတော့အရေးကြီးပါတယ်ဗီဒီယိုသေချာကြည့်မယ်သူတို့သုံးသွားတဲ့စကားလုံးတွေအစ်စ်တွေကိုမှတ်မယ်ပြီးရင်ခဏရက်မယ်လိုက်ဆိုမယ်အထူးသဖြင့်ဂျပန်ဆရာတွေရဲ့လေယူလေသိန်းကိုအတူယူပါသူတို့ကဘယ်စကားလုံးကိုအလေးပေးပြောနေတယ်လဲဘယ်နေရာမှာအတန်ကိုဖြတ်လိုက်တယ်လဲဒါတွေကို absorb လုပ်တာဟာအလွတ်ကျက်တာထက်အစပေါင်းများစွာပိုမြန်ပါတယ်ခမရဲ့အုံနောက်ကအဲ့ဒီပတ်တန်တွေကိုအလိုလိုမှတ်သားသွားပါလိမ့်မယ်နားထောင်တာကများလာတဲ့အခါမှာဘာဖြစ်လာမလဲဆိုတော့ဂျပန်လူမျိုးတွေနဲ့တကယ်တွေ့တဲ့အခါသူတို့ပြောတာကိုလိုက်မိသွားပါတယ်အလွတ်ကျက်ထားတဲ့သူတွေကတော့သူကြားမှုတဲ့စကားလုံးကိုအုံနောက်ထဲမှာလိုက်ရှာနေတော့မှာပဲဂျပန်လူမျိုးကနောက်တစ်ချောင်းပြောသွားပါပြီဒါပေမဲ့အမြဲနားထောင်နေတဲ့သူကတော့စဉ်းစားမနေရပဲအတိတ်ဘယ်ကိုတိုက်ရိုက်ခံစားသွားလို့ရတာပါကျွန်တော်တို့ပါဇက်ကလည်းလေ့ကျင့်ပြီးပြီနားကလည်းအများကြီးနားထောင်ပြီးပြီဒါပေမဲ့တစ်ခုလွန်နေပါသေးတယ်အဲ့ဒါကတော့လေယူလေသိန်းနဲ့ခံစားချက်ဖြစ်ပါတယ်ဂျပန်စကားကိုမြန်မာလီတန်နဲ့ပြောနေရင်ဂျပန်လူမျိုးတွေကနားလေရခတ်ပါတယ်ဘာလို့လဲဆိုတော့ဂျပန်စာမှာအတန်နှိမ့်မြင့်ကအတိတ်ဘယ်ကိုပြောင်းလဲစေလို့ပါဥပမာအမဲဆိုတဲ့စကားလုံးမှာအကိုမြင့်ပြောရင်မိုးရွာတာဖြစ်ပြီးတော့မှမဲကိုမြင့်ပြောရင်ချိုချင်ဖြစ်သွားပါတယ်ဒါတွေကိုအလွတ်ကျက်နေလို့မရပါဘူးဂျပန်လူမျိုးတွေရဲ့ပြောပုံဆိုပုံကိုခံစားကြည့်ဖို့လိုပါတယ်ကျွန်တော်ကျောင်းသားတွေကိုအမြဲပြောလို့ရှိတဲ့စကားတစ်ခုရှိပါတယ်ဂျပန်စကားပြောတာဟာတရုပ်ဆောင်ရတာနဲ့တူတယ်ဆိုတာပါပဲဂျပန်လူမျိုးတွေကစကားပြောတဲ့အခါသူတို့ရဲ့ခံစားချက်ကိုလေတံထဲမှာအများကြီးထည့်ကြပါတယ်ဥပမာအားနာတဲ့အခါစိမစင်းလို့ပြောတာနဲ့တခုခုတောင်းပန်တဲ့အခါပြောတဲ့စိမစင်းကလေတံချင်းမတူပါဘူးတောင်းပန်တဲ့အခါမှာလေတံကိုနည်းနည်းလေးဆွဲလိုက်တာမျိုးနဲ့အားနာတဲ့အမူအရာလေးလှုပ်တာမျိုးတွေးရပါမယ်ခင်ဗျားကဂျပန်လူမျိုးတယောက်လိုလိုက်တူတဲ့အခါမှာသူတို့ရဲ့ body language ကိုပါလိုက်တူပါအဲ့ဒါမှခင်ဗျားရဲ့ဂျပန်စကားကအသက်ဝင်လာမှာပါနောက်ထပ်ရေးကြီးတာက intonation စကားပြောစီးချက်ပါဂျပန်စကားကမြန်မာစကားထက်ပိုပြီးချောမွေ့စီးစင်းတဲ့ flowing ရှိပါတယ်စောက်ထဲကအတိုင်းဝါတရှိဝနီဟွန်ဂျင်ဒက်စုလို့တလုံးချင်းဖြတ်ပြောနေရင်ဒါကဆက်ရုပ်ကြီးပြောနေသလိုပါပဲဒါကိုပြင်ဖို့အတွက်ကျွန်တော်တို့အစကပြောခဲ့တဲ့ YouTuber တွေဆရာတွေရဲ့ပြောပုံကိုကြည့်ပါသူတို့ဘယ်နေရာမှာအသက်ရှူရက်တယ်လဲဘယ်စကားလုံးတွေကိုအလေးပေးတယ်လဲဒါတွေကို copy ယူပါအဲ့လို copy ကူးထားတာကရှက်စရာမဟုတ်ပါဘူးက
ကဘာပေါ်မှာဘာသာစကားကျွမ်းကျင်တဲ့သူတိုင်းကကော်ပီ900ကနေစခဲ့ကြတာကြီးပါပဲခမားကခန်းစားချက်ပပနဲ့ဂျပန်စကားကိုပြောတတ်လာတဲ့အခါဂျပန်လူမျိုးတွေကခမားကိုပို့ပြီးရင်းနှီးပွင့်လင်းလာပါလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့ကခမားကသူတို့ရဲ့ယဉ်ကျေးမှုကိုပါနားလေတယ်လို့သူတို့ကယူဆသွားလို့ပါစောက်တဲ့ကစကလုံးတွေကိုပဲအလွတ်ကျက်နေတဲ့သူတဲ့ခန်းစားချက်ပပနဲ့လေတံမှန်မှန်ပြောနိုင်တဲ့သူကဂျပန်မှာအလောက်ကန်ရောလူမှုရေးမှာပါပို့ပြီးအောင်မြင်မှာအသေးချပါပဲကဲဒါဆိုရင်ကျွန်တော်တို့ podcast ရဲ့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီရှေ့မှာတော့အလွတ်မကျက်ဖို့အတန်ထွက်ဖတ်ဖို့နားထောင်ဖို့နဲ့လေယူလေသိန်းအကြောင်းတွေအများကြီးပြောခဲ့ပြီးပါပြီဒါပေမဲ့ဒီအချက်တွေကိုသိနေရုံနဲ့မလုံလောက်သေးပါဘူးအဓိကတော့ချက်က consistency ပါ consistency ဆိုတာကဇက်တိုက်လှုပ်ဆောင်ခြင်းကိုဆိုလိုတာပါတပတ်မှာတရက်ထဲ9နာရီဇက်တိုက်စာကြည့်တာတဲ့နေ့တိုင်းမိနစ်30စီလေ့ကျင့်တာကဘာသာစကားကျွမ်းကျင်ဖို့အတွက်အစပေါင်းများစွာပိုထိရောက်ပါတယ်ကျွန်တော်ကျောင်းသားတွေကိုပေးလေးရှိတဲ့အချိန်တရားတစ်ခုကိုပြောပြပါမယ်ခင်ဗျားတို့လည်း live မှတ်ထားပြီးမနေ့ပြန်ကစပြီးစမ်းလုပ်ကြည့်ပါမနေ့က10မိနစ်အိပ်ရထားတာနဲ့ဂျပန်အတန်ဖိုင် blog ဒါမှမဟုတ်ရင် podcast တစ်ခုခုကိုနားထောင်ပါအတိတ်ပဲအကုန်နားမလည်လဲရပါတယ်ဂျပန်အတန်နဲ့နားရင်သွားဖို့ပါနေ့လည်ခင်း15မိနစ်စာကြောင်းတိုလေး9ကြောင်းကို sharing လုပ်ပါဂျပန်လူမျိုးပြောတဲ့အတိုင်းလေယူလေသိလိုက်တူပါညနေခင်း9မိနစ်ဒီနေ့လေးလာခဲ့တဲ့စကားလုံးအသစ်တွေကိုသုံးပြီးကိုယ့်ဘာသာကိုဒါမှမဟုတ်လို့ဆိုရင်တငယ်ချင်းနဲ့စကားပြောကြည့်ပါဒါဟာတနေ့ကိုမိနစ်30ပဲကြာပါတယ်ဒါပေမဲ့အဲ့ဒီအလေးချင်းကခမရရဲ့အုံနောက်ကိုဂျပန်စာမုတ်အမြဲတမ်းပွင့်နေအောင်လုပ်ပေးမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုမှကျင်တာကစိတ်မလောပါနဲ့ဘာသာစကားဆိုတာတညတည်းနဲ့တက်လာတာမဟုတ်ပါဘူးခမရမလုံးမိပါကိုလည်းမကြောက်ပါနဲ့ဂျပန်စကားပြောတဲ့အခါလေယူလေသိလွဲနေတာ grammar မှားတာတွေကသဘာဝပါအဲ့ဒီအမှားတွေကနေပဲခမရကသင်ယူသွားရမှာပါအလွတ်ကျထားတဲ့သူကအမှားလုံးမှာကိုကြောက်လို့စကားမပြောရဲဖြစ်နေတတ်ပေမဲ့အတန်ထွက်လေ့ကျင့်ထားတဲ့သူကတော့အမှားကိုပြင်ဆင်ရင်းနဲ့ပို့ပြီးကျွမ်းကျင်လာမှာပါခင်ဗျားတို့ရဲ့ဂျပန်နီဂျူခုကလည်းခင်ဗျားတို့မှားမှာကိုမကြောက်ပဲယုံယုံကြည်ကြည်နဲ့ယုံကြည်မှုရှိရှိပြောနိုင်အောင်အမြဲတမ်းပံ့ပိုးနေပါတယ်ဒီနေ့ podcast လေးကနေဂျပန်စာလေ့လာနေတဲ့နေရာမှာအမြင်သစ်တွေရသွားမယ်လို့မျှော်လင့်ပါတယ်အနှစ်ချုပ်ရရင်တော့နံပါတ်1အလုံးမကျက်ပါနဲ့အဓိပ္ပာယ်နဲ့ခန်းစားချက်ကိုမှတ်ပါနံပါတ်2ဗဇက်ကနေအတန်ထွက်ပြီး sharing လုပ်ပါနံပါတ်3ဂျပန် YouTuber တွေစီကနေတဘာဝကြကြစကားပြောလေးတွေကိုနားထောင်ပါနံပါတ်4လေယူလေသိန်းနဲ့အမူအရာကိုလိုက်တူပါကျွန်တော်အောင်မေကိုပါအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီ podcast လေးကိုကြိုက်နေတဲ့ရင် like and subscribe လုပ်ထားပြီးတော့မှတငယ်ချင်းတွေကိုလည်းပဲ share ပေးပါဦးနောက်ပတ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဂျပန်စာနဲ့ဂျပန်ဘဝအကြောင်းလေးတွေကိုဆွေးနွေးသွားမှာမို့စောင့်မျှော်ပေးကြပါအောင်ခင်ဗျအားလုံးပဲဂျပန်အိမ်မက်တွေလက်တွေ့ပြလာပါစေကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်